ရာစမ်းသက်ပြီးပါပြီအားလုံးကောင်းပါတယ်ဘာမှမဖြစ်ပါဘူး မရဘူးဆရာနာလဲနာတယ်ကြိုက်လဲကြိုက်တယ် ဟိုကျွန်တော်လည်းတေချာကြည့်ပြရပဲဗျာအခုဘယ်နာနာတာ အန်သွားရဲ့နောက်ဆုံးအန်ဆုံးကနာပြီးကြိုက်နေတာ ဟာဗျာအဲ့ဒါသွားစရာဝင်နဲ့သွားပြလေဗျာတို့ကသားဖွားမိရဲ့အိုကြီးဗျ မသိဘူးလေဆရာဟိုလန်ဒီလန်ဟိုနိုင်ဒီနိုင်လဲဆိုတော့ကြိုက်တဲ့သွားရဲ့အမြင့်ရှားနေရမှတ်လို့ ဒီအရက်တွေကိုနေတိုင်းဆက်တောက်နေမယ်ဆိုရင်ကျမကိုမိတ်ပစ်လိုက်တော့ဟာမင်းရမတူတော့သူများတွေပြောတော့ဘဝဆိုတာတိုက်ပွဲတဲ့တော်ကြတော့အိမ်မှာအိတ်လိုက်စားတိုင်းနဲ့ဇိမ်ကိုကြာနေတာပဲ ငါကဘဝနဲ့ငိမ့်ချမ်းကြီးယူထားတာကွာ 哎呦我的妈！ ဟဲ့မင်းဘာတွေတွေးနေရလဲ ငါမနစ်ကတချင်အောင်တတိယနေရဟာ အမှတ်တရရှိခဲ့တယ်ဆိုတော့ ရှိတာပေါ့ငါသူ့ကိုဟိုတင်းဟိုဟာလောက်ခဲ့တာလေ ဟဲ့မင်းကမိတ်ကလေးကြီးသူလောက်ခဲ့တာမဟုတ်ဘူးလား ဟဲ့သူလောက်ခိုင်းသူတတိယနေမှာပေါ့ခုကငါလောက်ခဲ့လို့ငါတတိယနေရ